အားလုံးပဲယေရှုခရစ်တော်နာမနဲ့မြည်ကြပါပါကျွန်တော်ကျမဟာနေ့ရက်တိုင်းမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေနဲ့ဖခင်ရဲ့တည်တည်နဲ့တကွာအသက်ရှင်သောသားသမီးတွေဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာအစင်မပြေမှုများစွာနဲ့ရှင်တန်နေရတဲ့အခြေအနေဖြစ်ပါတယ်တခါဒီမှာဒီနေ့အသက်မရှင်ခြင်းလောက်တဲ့အထိကြုံတွေ့တဲ့ပြဿနာတွေရှိနိုင်တယ်တို့တော်ညာလည်းပဲဒီအရာအသေးမှာကျွန်တော်လေးမကြပေးနဲ့ယေရှုခရစ်တော်အားဖြင့်ပြန်လဲထူဖို့ရအတွက်အရေးကြီးတာဖြစ်ပါတယ်လူဖြစ်တဲ့အခါမှာအမျိုးမျိုးစိတ်ခံစားချက်တွေရှိတယ်အမျိုးမျိုးဒီနေ့ကြုံတွေ့နေတဲ့အရာတွေနေပေထဲမှာဖြတ်တန်းနေတဲ့အခါမှာမတူညီတဲ့ရင်ဆိုင်ခြင်းတွေရှိပါတယ်တို့တော်ညာလည်းပဲကျွန်တော်ကျမဟာယေရှုခရစ်တော်အပေါ်မှာအမြင်ပြုပြီးမှအသက်ရှင်တဲ့အခါမှာဒီအရာတွေကိုအေးစစ်စစ်နဲ့ကြော်လွှားနိုင်မယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့အခါမှာဘယ်အရာကကျွန်တော်တို့ကိုတားဆီးတယ်လဲဘယ်အရာကကျွန်တော်တို့ကိုနှောက်ယှက်နေတယ်လဲဆိုရင်စာတန်ကနှောက်ယှက်နေတာဖြစ်ပါတယ်စာတန်ကဘယ်လိုမျိုးအရာကပို့ပြီးမှနှောက်ယှက်ခြင်းခံရတယ်လဲဆိုရင်ကျွန်တော်ကျမအပေါ်မှာဒီဖခင်ရဲ့ကောင်းမြတ်ခြင်းကိုတန်တရားဝင်စေတာဖြစ်ပါတယ်ဒီရကအရန်ကြီးတတိပြုရမယ့်အရာဖြစ်ပါတယ်ဘာလဲဆိုဒီနေ့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုစာတန်ကတန်တရားဝင်စေတယ်ဆိုတဲ့အရာကကျွန်တော်တို့ဒီနေ့ယုံကြည်သူဖြစ်တဲ့အခါမှာတခါတည်းမှာဝေကြေးအားဖြင့်မိသားစုဖျားရေးနာရေးစသဖြင့်ကျွန်တော်တို့အစမပြေတဲ့အခြေအနေရှိတယ်။ထွေးမရလမ်းနဲ့လုံးဝပိတ်ဆို့နေတဲ့အခြေအနေရှိပါတယ်။ဒီလိုမျိုးတွေကြုံလာတဲ့အခါမှာဘယ်လိုမျိုးအနေနဲ့ဖြေရှင်းတယ်လဲဆိုတာအရင်ရေးကြည့်တာဖြစ်ပါတယ်။ဒီလိုမျိုးကြုံတွေ့လာတဲ့အခါမှာစာတန်ကဘာအဖြစ်အခွင့်အရေးယူလဲဆိုဖခင်ကခမရအပေါ်မှာဘလောက်ကောင်းမြတ်လို့လဲနော်ဒီလိုမျိုးအခက်အခဲတွေကြုံစေတယ်လေထွေးမြောက်ရလမ်းပေးလို့လားဘာကူညီပေးလို့လဲဆိုပြီးမှတန်တရားဝင်စီတာဖြစ်ပါတယ်။ယုံကြည်သူဖြစ်ပေမဲ့လေဖခင်ကကျွန်တော်တို့ကိုဒီအခက်အခဲတွေကြုံတွေ့စေပါတယ်သူသားသမီးကိုချစ်တယ်သူတို့ညာလည်းပဲဒီနေ့အဆုံးထိဖခင်ကမပူဆောင်ဘူးဆိုတာကိုယုံကြည်ဖို့ရတဲ့လိုအပ်ပါတယ်ဒီလိုမျိုးအခက်အခဲတွေကြုံမှသာလေသူ့ကိုတာရွေကူးစားတတ်မယ်တာရွေချစ်လာမယ်တာရွေယုံကြည်လာမယ်ဆိုတဲ့အရာနဲ့တင်းကိုဒီလိုမျိုးကြုံတွေ့စေတယ်ဆိုတာကိုယုံကြည်ဖို့ရတဲ့အရာရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ကျမတို့အသက်တာထဲမှာဘယ်လိုမျိုးတွေကြုံလာစာတန်ကတင့်ကိုဖဲရဲ့ကောင်းမြတ်ခြင်းကိုတန်တရားဝေစေဒီအရာကိုဒီနေ့အဆုံးရှုံးမခံပါနဲ့ဒီအထဲမှာတင်စိတ်ခံစားချက်တွေမပါသွားဖို့ရတဲ့အရာရေးကြီးပါတယ်ဒါကြောင့်ဒီနေ့ရက်တန်းမှာကျွန်တော်ကျမတို့ဟာဖဲရဲ့ကောင်းမြတ်ခြင်းကိုချီးမွမ်းထောမနာပြုရင်းနဲ့နေ့ရက်တန်းမှာအောင်မြင်သူအဖြစ်နဲ့ကျွန်တော်အသက်ရှင်သောသားသမီးတွေဖြစ်ကြရအောင်ဆိုပြီးမှအနည်းငယ်တက်တော့ခွန်အားပေးချင်တာဖြစ်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေအာမင်